ကိုရီးယားထမင်းတော့ပူပူနွေ့နွေ့လေးစားကြပါအောင်ရှင်ခက်လို့ကေပါကေဒီနေ့ကတော့မိုးလဲနည်းနည်းအေးတယ်နောက်ပြီးတော့ကိုရီးယားစာလဲစားချင်စိတ်ဖြစ်တဲ့ခါကျတော့ဒီဆိုင်မှာသွားပြီးတော့ကိုရီးယားစာသွားစားဖြစ်ပါတယ်ဘိုက်ကလည်းအရင်စနေပြီဆိုမြန်မြန်ရတဲ့ဟာအရင်မှားတယ်ပေါ့နော်တော့ပုတ်ကီကတော့ဘယ်သွားစားတယ်ကိုရီးယားဆိုင်မှာstreet food ဆိုင်မှာလည်းစားတယ်လို့ဆိုင်နေမှာလည်းစားတယ်ပေါ့နော်ဘိုက်ကအရန်စားနေဆိုအရင်ရတဲ့ဟာအရင်စားထားလိုက်ပါအောင်မယ်တော့ပုတ်ကီရဲ့နောက်ပြီးတော့ကီမှာထား fish cake ရဲ့ပေါ့နော် fish cake ကအချို့ဆိုမဲ့သူ့ရဲ့လေဒီမုံလာဦးခင်းရည်လေးကအရန်တောက်လို့ကောင်းတယ် fish cake ရတာလည်းဒီဆိုင်ကတော်တော်ကောင်းပါတယ်နောက်တစ်ခုကတော့ကီလာ kimchi သမင်းချော်ပေါ့နော် kimchi သမင်းချော်ရဲ့အရတာသူက portion လဲတယောက်စာအဝစားလို့ရတယ်ဖိုက်လဲဝရတယ်ကတော့ကိုရီးယားသမင်းတုပ်ပဲမှာလိုက်တယ်ဘယ်တော့ပေါ့နော်ကိုရီးယားသမင်းတုပ်ကတော့ဒီနေ့ကတော့ဒီဟင်းနုနွယ်နဲ့ရှီတာကီမိုနဲ့တော့မဟုတ်ဘူးမိုးနဲ့အရွက်တော့ပြောင်းသွားရပေါ့နော်ကိုရီးယားသမင်းတုပ်ပူပူနွေ့နွေ့လေးမိုးအေးအေးလေးနဲ့ဆိုအရန်စားလို့ကောင်းတယ်ဆိုတော့နေလိုက်ပါအောင်မယ်ဘိုက်ကလည်းအရန်စားနေပြီတကယ်တော့ဒါကြောက်အိုးသမင်းတုပ်ပေါ့နော်ပူပူနွေ့နွေ့လေးဆိုနဲ့အေးခံပြီးတော့မဆောင်နိုင်တော့ဘာအရန်စားနေပြီဆိုစားရမယ်အခုစားတဲ့အချိန်ကကြာလည်းနေ့လယ်2နာရီနဲ့3နာရီဝန်းကျင်ဆိုတော့သမင်းစားချိန်တော့လွန်နေပြီကိစ္စလေးရှိရတဲ့သမင်းစားချိန်နဲ့နောက်ကျသွားရပါတော့ဆိုတော့ဘိုင်းဆက်စားနဲ့စားလိုက်ပါဦးမယ်ဒီဆိုင်ကကေဥမာပေါ့နော်ကေကိုရီးယားစားမယ်ဆိုလို့ရှိရင်ပထမဆုံးတတိယမိရဆိုင်ပေါ့နော်ဒီဆိုင်မှာခဏစားဖြစ်တယ်ခိုင်းဆိုရင်တော့ဒီတခြားမီနူးတွေမှာရပေါ့နော်ဒီနေ့တော့ထမင်းရယ်နောက်ပြီးတော့တုပ်ပုတ်ကီရကတော့မပါမဖြစ်ပေါ့နော် fish cake ရမပါမဖြစ်ပါဆိုတော့ vlog လေးလည်းမတင်ဖြစ်တာကြာပြီဆိုတော့ရင်ဆုံးရဲ့ဒီသွားစားဖြစ်တဲ့ vlog လေးနဲ့ပြန်တင်လိုက်ပါတယ်ဒီဆိုင်လေးကတော့အားလုံးသိကြတဲ့ reverse ဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်လေးကအပြင်စင်လေးကလည်းအေးစစ်စစ်လေးနဲ့ပေါ့နော်ခိုင်းဆိုရင်တော့အရန်စောင့်ရတယ်ဒါပေမဲ့ဒီနေ့တော့မြန်လေးရတဲ့ခါကျတော့ဒီဘိုက်စာနေအချိန်နဲ့ကွက်တီပေါ့နော်ဆိုတော့ဒီ vlog လေးကတော့ကိုရီးယားစာသစားတဲ့ vlog လေးပဲဖြစ်ပါတယ်